ကဲနိုးရဲ့ဘဝဇလန်းလေးကိုပြောပြဦးမယ်နော်သူကတော့မင်းသားတစ်ပါးပါဒါပေမဲ့တာမန်မင်းသားမျိုးတော့မဟုတ်ဘူးဘရင်ကြီးရဲ့သားတော်73ညောင်မြောက်နောက်ဆုံးသားတော်လေးပေါ့အထက်ပထမဆုံးအကြိမ်မျက်စိဖွင့်လိုက်တဲ့အခါမျက်နှာပြင်နူးလေးတစ်ခုကိုမြင်လိုက်ရတဲ့ဒီလူကသူ့အမေလားသူ့အစီခံလားမစင်စားတတ်သေးခင်မှာပဲဆင်းချေးရှိရှိမုတ်စိတ်ဖြီးဖြီးနဲ့လူတစ်ယောက်ရဲ့မျက်နှာကသူ့ကိုငုံကြည့်နေတော့တယ်ဒါကတော့သူဖခင်ဒီနိုင်ငံရဲ့ဘရင်ကြီးတော့ဘရင်ကြီးကသူ့ကိုကြည့်ပြီးဟုတ်လားမေတော်နဲ့တူတယ်လို့ညာသားစကားပြောတယ်ခုနကသူမြင်ခဲ့တဲ့အမျိုးသမီးကဖယားညလုံးနဲ့မျက်ခုံးကတော့ဖယားနဲ့ပင်တူပါတယ်လို့ရှက်ရှက်လေးနဲ့ပြန်ပြောတယ်အဲ့ထဲမှာနိုးလေးရဲ့စီထဲမှာထူးဆန်းတာတွေဖြစ်လာတယ်သူ့ရဲ့ကိုယ်ပိုင်စွမ်းရည်အညွှန်းစာရင်းတွေသူ့မျက်စိထဲမှာပေါ်နေတယ်။ဘာမှန်းတော့မတည်သေးဘူး။ခဏနေနန်းသွင်းမှာရှိတဲ့မောဆရာကြီးတလောက်သူ့ကိုချီဖွေးကြီးစမ်းသပ်ကြည့်တယ်။ပြီးတော့ဘရင်ကြီးကိုပြန်လျှောက်တယ်။ဖယားဤမင်းသားလေးမောအရေးချင်းမှာရေဖြစ်ပါသည်။ဘရင်ကြီးတားတာနုနုလေးရည်ပြီးမိန်တော်မူတယ်။ကောင်းပြီသူ့အရွယ်ရောက်တဲ့အခါတောင်ပိုင်းကရေမောတိုင်းဝိုင်းတွေရှိတဲ့နေမြေကိုပေးမယ်။သူတို့ကိုမင်းသားလေးအုပ်ချုပ်ရမယ်။ပြောပြီးမော်ဆရာကြီးကိုနိုးရဲ့စွမ်းရည်ညွန့်ကိုထက်ကြီးခိုင်းတယ်။မော်ဆရာကြီးကြည့်လိုက်တဲ့အချိန်တနန်းတော်လုံးငိမ့်သက်သွားတယ်။ဘရင်ကြီးတောင်မျက်လုံးပြူးသွားတယ်။တယောက်ယောက်ကအံ့ဖွယ်ရပါကလားလို့အော်လိုက်တာအားလုံးကအတန်းတွေညီညီနဲ့အော်ဟစ်ကြတော့တယ်။နိုးလေးကသူ့ကိုသူပြန်ကြည့်လိုက်တော့မှသိတယ်။သူ့မှာ SS အဆင့်ရှိတဲ့ရေမော်ဆရာရဲ့စွမ်းရည်အညွန့်ရှိနေလားကိုပါ။မွေးကရာကဒီအဆင့်ရှိတာကြားဘူးတောင်မကြားဘူးဘူး။ဒီဖြစ်ရဲ့ကြောင့်6နှစ်လောက်အေးအေးဆေးဆေးကုန်သွားတယ်။နိုးလေးလည်းကြမ်းမာမာနဲ့ကလေးဘဝကိုဖျက်တမ်းနေတယ်။သူဖခင်ဘရင်အုပ်ချုပ်နေတဲ့ Miss ဘရင်နိုင်ငံကလည်းအေးချမ်းတည်ငြိမ်နေတာပဲ။ဒါပေမဲ့နော်နိုးမှာလူမသိသူမသိလိုဝတ်အားသာချက်တစ်ခုရှိနေတယ်။သူလက်အောက်ငယ်သားတဲ့ရဲ့အတွေ့အကြုံ XP ကိုသူစုပ်ယူနိုင်စွမ်းရှိတယ်။ဆိုတော့သူ့မှာအစေခံမင်းကလေးတွေများလာလေးသူကပိုအားကောင်းလာလေးပေါ့။တခြားလူတွေလိုအဆင့်တင်ဖို့အကန့်အသတ်မရှိဘူး။ကဘာအပြင်းဆုံးမော်စရာချစ်လာနိုင်တယ်။သူ့အစေခံမင်းကလေးတွေကလည်းသူ့ကိုသစ္စာရှိကြတယ်။အသက်6နှစ်ပဲရှိသေးတဲ့မင်းသားလေးကလူကြီးတယောက်လိုဖြူမှုတွေးခေါ်နေတာလို့တယောက်ကိုတယောက်ချီးကျူးကြတယ်။မနေ့စာစားခန်းမှာသူတွေးနေတယ်။ငါစွမ်းရည်တွေကအခုထိအကန့်အသတ်တွေရှိနေသေးတယ်။အသက်ငယ်လို့ပေါ့။ဒါပေမဲ့ဆက်ကြိုးစားသွားရင်ငါတကိုယ်တွေထပ်တောင်တာလာနိုင်တယ်။အေးတွေးခေါ်ချက်ကိုအလာမဲအစေခံအိုင်ဗလင်ကဝင်ဖြတ်လိုက်တယ်။မင်းသားရင်မိဖုရားမင်းကြီးရဲ့တားတော်စီဇန်ဦးစား Crown Prince Campaign နဲ့စတိုးထမြောက်မင်းသား Henry တို့လာရောက်တွေ့ဆုံဖို့ရောက်ရှိနေပါပြီ။နိုးကမနက်စာကိုမြန်မြန်ဆန်ဆန်ပြီးအောင်စားလိုက်တယ်။သူ့အကိုဒီဆိုပေမဲ့တနိုင်ငံလုံးရဲ့အိမ်ရှင်မင်းသားကိုစောင့်ခိုင်းလို့မဖြစ်ဘူးလေ။အိတ်ခန္ဓာဝင်ရောက်ပြီးသူ့အကိုနှစ်ပါးကိုဒူးတစ်ပတ်ထောက်ကန်တော့တယ်။ Albert ကအေးဆက်တဲ့မျက်လုံးနဲ့ကြည့်ပြီးဘယ်ရောက်နေတာလဲလို့မေးလေ။ Henry ကတော့ပုံနွေးထွေးတဲ့အတန်းနဲ့နိုးကတဖြည်းဖြည်းယဉ်ကျေးလာပြီးနော်လို့ပြောတယ်။ Albert ကနိုးကတနေ့မှဝင်ကြီးကောင်းတဲ့ဖြစ်လာလိမ့်မယ်လို့ဆိုပြီးသူ့ကိုလက်ဆောင်တစ်ခုပေးမယ်လို့ပြောတယ်။သူလက်ခောက်တီးလိုက်တဲ့အခါတုံရင်နဲ့အစေးခန်းတယောက်ခေါင်းပေါ်မှာဒေးတန်ကလေးတစ်လုံးကိုထည့်လာတယ်။ဒေးတန်လေးကနေတေမင်းရဲ့အနံလိုအနံဆူးတွေထွက်နေလေ။နိုးလေးစိတ်ထဲမှာစိတ်မသက်သာဖြစ်နေတော့ Albert ကဒေးတန်ကိုဖွင့်ဖို့အမိန့်ပေးလိုက်တယ်။အစေးခန်းကတွန်းဆုပ်နဲ့ဖွင့်လိုက်တဲ့အခါဒေးတန်လေးကနေဒေဆုံးဖြစ်စီမှုရဲ့စွန့်ရည်ဖင်းထမ်းမှုအလင်းရောင်တစ်ခုပေါက်ခွဲထွက်လာတယ်။ဒေးတန်လေးမှာဓာတ်တစ်ချောင်းရှိနေလေ။ဒါကဘာလဲနိုးလေးစဉ်းစားမိတယ်။ Albert ကကောင်းပြီမင်းကောက်ကြည့်စမ်းလို့ဆိုလိုက်တယ်။နိုးကဓာတ်ကိုကင်ချင်မှမသိဒါပေမဲ့အင်ရှင်မင်းသားရဲ့လက်ဆောင်ကိုငင်းဆိုဖို့မလွယ်ဘူး။သူ့ရဲ့ခန္ဓာကိုတီးလေးမဲ့ဓာတ်ကြီးကိုတွန်းဆုပ်ကောက်ကင်လိုက်တယ်။ Albert ပြုံးပြီးပြောတယ်ငါတီးခဲ့တယ်နိုးမင်းသားလေးလုံနိုင်တယ်ဆိုတာဒီဓာတ်ကလီဗီယာတန်လို့ခေါ်တဲ့ရေမောဆရာတွေတက်တီးတန်ပြုတ်ထားတဲ့ဓာတ်ပါမင်းမတိုင်ခင်လူ100နဲ့စီကျော်ကသူ့ကိုကြိုက်ဖူးတယ်သူတို့ထက်ကတယောက်မှအသက်ရှင်ပြန်မစားခဲ့ဘူးနိုးလီလန်းသွားတယ်ဓာတ်ကိုလက်လွတ်လိုက်မလို့ပါပဲဟင်ရီကအားပေးတန်နဲ့ပြောတယ်စိတ်မပူပါနဲ့ဒီဓာတ်ကမင်းကိုလက်ခံခဲ့မယ်ဆိုရင်မင်းဓာတ်ကိုထိလိုက်တဲ့အခိုက်တေသွားပြီးသားဖြစ်နေမှာဒီချိန်ပါနိုးရဲ့စိတ်ထဲမှာဒေါသတွေတိုက်ခိုက်နေတယ်ဒီအရင်ယုံမာတဲ့အိမ်ရှိမင်းသားငါအကိုဆိုးကြီးကဘာအကြောင်းမှမရှိပဲငါ့ကိုအသက်အန္တရာယ်ရှိတဲ့စမ်းသပ်မှုလုပ်တယ်ဒါပေမဲ့ဒီစကားကိုအတန်ထက်ပြောလိုက်ရင်သူ့ဦးကောင်းလွတ်သွားနိုင်တယ်ညနေခင်းနိုးအိပ်ရဝဲဖို့ပြင်ဆင်နေတော့
သူအစီခံမင်းကြီးတွေထက်ကဇိုအီဆိုရသူစိတ်ပူဖန်နေတယ်လို့တီးတာနေတယ်ဆိုအီဘာဖြစ်နေလာလဲလို့နိုးကမေးလိုက်တယ်ဆိုအီကအရင်ဆုံးမပြောဝန့်ပေးမဲ့နိုးကဆက်မေးတော့မှအကြောင်းရင်းဖြောပြတယ်မင်းသားရင်ကျမရဲ့ကြီးလက်ကြီးလွယ်မှာရေကြီးနှိမ့်မြုပ်ပျက်စီးမှုတွေဖြစ်နေပါတယ်ကျမမိသားစုကငတ်ပြက်နေပါတယ်ကျမရဲ့ကိုယ်ခန္ဓာကိုရောင်းစားပြီးငွေရှာထိကဲဆဲဖို့စဉ်းစားနေရပါတယ်နိုးလေးချက်ချင်းဆုံးဖြတ်ချက်ချလိုက်တယ်မပြောနဲ့တော့ဆိုအီကငါရဲ့ကိုရေးကိုသားအစေခံမင်းကလေးငါဒီလိုလွတ်လို့မဖြစ်ဘူးမင်းအမေကိုငါနေရာမှာခေါ်လာဖက်သူကိုနောက်တကားပိတ်တမအလုပ်ပေးမယ်တလားကိုဒေါ်လာ9000ပေးမယ်မြို့တော်အနောက်ဘက်စင်ချေဘုံမှာအိမ်လွတ်လေးတစ်လုံးလဲနေစရာအတွက်ပေးမယ်ဆိုအီမျက်ရည်တွေရိုးချော်သွားတယ်မယူနိုင်စရာပါပဲဒီချိန်မှာအိမ်တွင်းဝင်ဒေးလန်းပေါ်လာတယ်နိုးကဒေးလန်းကိုဆိုအီရဲ့ကြီးရွာမှာရှိတဲ့မြေတွေကိုဝယ်ယူဖို့အမိန့်ပေးလိုက်တယ်မဝယ်ငင်းမကောင်းဆိုးပါးတွေကဒီမြေတွေကိုတင်းပိုက်ပြီးဒုက္ခပေးကြမယ်လို့ရှင်းပြတယ်ဒေးလန်းကခံနိုင်ကြည့်တယ်မင်းသားရင်ဒီမြေတွေအတွက်ဒေါ်လာ180လောက်ကုန်ကျနိုင်ပါတယ်ဆိုအီအားသိမ့်သွားတယ်နိုးလေးလဲတိသွားတယ်ဒီငွေပမာဏကအရန်ကြီးတယ်သူ့မှာရှိတဲ့ပိုင်ဆိုင်မှုအားလုံးရောင်းစားရင်တောင်ဒေါ်လာ50တန်းပဲရနိုင်တယ်ဒီတော့သူ့ဖခင်ပြင်ကြီးကပေးတဲ့တောင်ဘက်ကမြေကွက်ကြီးကိုရောင်းဖို့ဆုံးဖြတ်လိုက်တယ်ဒေးလန်ကြောက်လန့်သွားတယ်မထင်ပါဘူးမင်းသားဒီမြေကပြင်ကြီးတဲ့ချင်းမြင့်မှုပါရောင်းလိုက်ရင်ပြင်ကြီးမကြီးမနာဖြစ်တော့မှာပါနိုးကစိတ်မပူမနဲ့လို့ပြောပြီးရှင်းပြတယ်အမကြီးမူးမတူရဲ့တာဝန်ကသူတို့လူထူအတွက်စွန့်လွတ်စတေးရတာပါငင်းချမ်းရင်းနဲ့ပျော်ရွှင်မှုကိုယူဆောင်ပေးရတာပါဒါအပြင်လူထူးချစ်ခင်တဲ့မူးမဆိုလားနောက်တစ်ချိန်မှအလွန်အသုံးဝင်လာနိုင်တယ်လေဒေးလန်ဦးချာရှိခေါ်ပြီးအရာအလုံးကိုစီးစင်ဖို့ထွက်ခွာသွားတယ်နောက်တနေ့မနေ့နိုးကရေကြီးရဒေတာကိုတွားရောက်စစ်ဆေးဖို့အတွက်အစေခံမင်ကိန်းလေးနဲ့ပြင်ဆင်နေတော့စတုထမြောက်မင်းသားဟင်ရီရောက်လာတယ်ဟင်ရီကနိုးဘဲကိုတွားမလဲလို့မေးတယ်နိုးကရှင်းပြတယ်ဒါစာကြီးရွာကိုတွားမှာပါကိုဒီမြေတွေကိုဝဲယူပြီးဖြစ်စည်းမှုတွေကိုကိုယ်တိုင်ကြည့်ရှုဖို့ပါဟင်ရီကနိုးနောက်မှာထဲဆောင်နေတဲ့လီဗီယာတန်ဓာကိုတတိထားမိတယ်ဒီဓာကိုယူသွားမလားနိုးကအရေးကြီးရင်သုံးဖို့ပါဒါပေမဲ့ပထမဆုံးအချိန်ဂိုင်းစင်းတယ်လို့သုံးဆိုင်မှုမရှိသေးပါဘူးလို့ဖြေတယ်ဟင်ရီကနိုးကိုကနေရာကိုခေါ်သွားပြီးလူရှိဆွပြောတယ်အကိုကဒီဓာနဲ့ပတ်သက်ပြီးအယ်ဘတ်ရဲ့ယုတ်တိရတရရောမှုကိုနည်းနည်းစိုးရိမ်နေတယ်ဒီတော့ကိုယ်တိုင်စူးစမ်းထားတယ်ဒီဓာကသူ့အလိုလျောက်စိတ်ရှိတယ်သူ့ကိုစစ်မှန်တဲ့သခင်အဖြစ်အထီးမှပြုမှသာထင်းချိုးလို့ရမယ်အရင်ကလူပေါင်းယာကြီးပြီးတေချေပျက်စီးခဲ့ကြတာမတုံးမိစေနဲ့နော်မဖြစ်မနေတုံးရမယ့်အချိန်ကြီးမှာပဲတုံးပါနိုးကဟင်ရီရဲ့တတိပေးချက်ကိုကြီးစုတင်ကြောင်းပြောပြီးဓာစာကြီးရွာကိုထွက်ခွာသွားတယ်ကြီးရွာကိုရောက်တဲ့အခါရေဘေးဒုက္ခတွေရဲ့ဆင်းရဲဒုက္ခကိုမျက်ဝါးထင်ထန်မြင်လိုက်ရတယ်လူတွေကိုထောက်ပံ့ပေးတဲ့ဆံပြုတ်ကိုစမ်းကြည့်တဲ့အခါစားမကောင်းတာကိုတွေ့ရတယ်ဒီချိန်မှာပဲဒေတာခင်အရာရှိလောကဆိုတဲ့သူစစ်ဆေးရန်ရောက်လာတယ်နိုးကသူကအရေးညစ်ညစ်တဲ့အစာအစာကိုအဖြစ်တင်မယ်လို့ထင်ခဲ့တယ်ဒါပေမဲ့လောကစံဖြုတ်ကိုခက်တွင်းတွင်းကြည့်ပြီးဒါကတော့လုံလောက်ပါတယ်လို့ဆိုလိုက်တော့တယ်ချက်ဖြုတ်သူတွေလည်းဝမ်းသာသွားကြတယ်သူတို့ကအခွင့်အရေးယူပြီးလင်းညာနေကြတာပါလောကသူ့နေရာကခဏတဲ့ညာစာစာပွဲတဲ့ပြန်ဖို့ဖြို့တော့နိုးလီမခံမရနိုင်ဖြစ်သွားတယ်နိုးကလောကကိုရှေ့ကိုတွားပြီးစိတ်ချလိုက်တယ်ဟေးဒီညစ်ပတ်တဲ့လူပုပ်ပူလေးငါ့ကိုမြင်လာမှမကြောက်ဘူးလားလောကရဲ့အတားကြီးတဲ့စိတ်ထိုက်ခိုက်သွားတယ်ဒါကိုရုတ်တရက်ဆွဲထုတ်လိုက်တယ်နိုးလီချက်ချင်းတုံ့ပြန်လိုက်တယ်သူစိတ်ထဲမှာလီဗီယာတဲ့ဓာကိုခေါ်လိုက်တယ်ဒါကလေထဲကနေလင်းပြင်းစွာလာရောက်တယ်ပထမတော့ဒါကသူ့စိတ်အာဏာတိုင်လိုက်နာမယ်လို့ထင်ခဲ့တယ်ဒါပေမဲ့မဟုတ်သေးပါဘူးဒါကသူ့ကိုခုခံတော့တယ်ဒါရဲ့စိုးရုပ်တဲ့စွမ်းအားကသူ့ကိုပူလောင်စေတယ်နိုးလီလက်မလျှော့ဘူးစက်တိုင်ယွင်းပြန်တယ်နောက်ဆုံးမှတော့ဒါရဲ့စွမ်းအားကိုအနိုင်ယူလိုက်နိုင်တယ်ဒီဒနာကြီးထဲကဓာကြီးကိုသူ့လက်အောက်ပြန်အောင်ထိန်းချုပ်လိုက်နိုင်တယ်ဒီချိန်မှာလောကဘာမှမလုပ်နိုင်တော့ဘူးနိုးကသူ့ရဲ့တိုက်ခိုက်မှုကိုလွယ်လွယ်လေးကာကွယ်ပြီးဆုံးဖြတ်ချက်ချလိုက်တယ်ဒုက္ခချိန်မှာကြီးလက်ကြီးရွာဒီကိုလင်ညာခဲ့တဲ့အပြစ်အကတေတံပဲရှိတယ်တစ်ချက်ထဲဓာနဲ့ခုတ်လိုက်တယ်လောကရဲ့ဦးကောင်းကကိုယ်ခန္ဓာကနေကွာချသွားတယ်အလုံးအားတင်သွားကြတယ်ချက်ချင်းစစ်သေးတွေကသူ့ကိုဝိုင်းဝန်းလာကြတယ်သူလဲစားခံရဖွယ်ရှိတယ်